ရောက်နေလဲပြောလားဟယ်လိုဒီနေ့လေးကတော့နမတို့ photo shooting နေနေပါHello Say hello သွားမယ်ဘယ်လဲဖယားဘယ်ဖယားလဲအခုဘယ်ရောက်နေလဲမန္တလေးပြောလားအခုဘယ်သွားမှာလဲမန္တလေးတောင်ကဖယားဟုတ်တယ်တော်လိုက်တာကလေးလေးကခုနပြောထားတာမှတ်ထားတယ်ဒီမှာရှေ့မှာမြင်နေရပါတယ်အမေဖူဂျီတောင်လို့ပါလို့ဟယ်လိုအခုနမတို့ကမန္တလေးရောက်နေပါတယ်နမတို့တာမီ3ယောက် photo shoot လာတာပေါ့နော်ကြော်ညာလာရိုက်တာပါအဲ့တော့မနက်ဖြန်မှာကြော်ညာရိုက်ရမယ်ဒီနေ့ကအခုမနက်ထဲရောက်တာပေါ့နော်မနက်အစောကြီးလေးရင်စီးလာတော့အဲ့ဒါနဲ့ခေါင်းတွေမူပြီးတော့အဲ့ဒါခုနအိတ်လိုက်ကြတယ်အိတ်လိုက်ပြီးတော့အခုမှနိုးလာပြီညနေပေါ့နော်ညနေဆိုတော့အခုမန္တလေးတောင်ပေါ်သွားပါမယ်ကြကြလေးက3လတုန်းကသူ့ဖေဖေရဲ့တမက်ရဲ့အဲ့လိုမျိုးလာဘူးတယ်ပေါ့နော်ဒါပေမဲ့သူတို့တိတက်တဲ့အချိန်မှာမန္တလေးကိုတခါမှမရောက်ဘူးဂျူဂျူးဆိုလို့ရှိရင်လုံးဝတခါမှမရောက်ဘူးတာပေါ့နော်အဲ့လိုဆိုတော့နည်းနည်းတို့ဒီနေ့မန္တလေးရဲ့ကျုံနေရာလေးပြီးတော့မန္တလေးတောင်ပေါ်ဖះကြီးကတော့မနေ့ပြန်မှတော့ပြုမယ်ပေါ့နော်အဲ့လေးတွေတော့ပါမယ်ဂျူဂျူ I happy ဖရှင်လေးပဲပြနေမှာကြည့်ပြမယ်ဒီမှာငကမျက်မှန်ဆွဲကြိုးဒီမှာခဏလေးကင်မရာလှည့်လိုက်มาเนี่ยมันนักกะมาဆွဲကြိုးအော်ဒီမှာပြနေသေးတယ်လက်ကောက်ဒါငကနဲ့ one set လက်ကောက်ဒါဒီမှာလက်ကောက်နောက်တစ်ခုအမအပြည့်နဲ့ကျွန်းနေတဲ့အမကြီး fashion ကျွန်းနေတဲ့အမကြီး fashion ကျွန်းနိုင်မှာကြည့် fashion တွေကကျွန်းလားမကျွန်းလားလို့ခေါင်းပေါ်မှာပါကြည့်အခုနမတို့တဲတာ East Hotel ပေါ့နော်တော်တော်အဆင်ပြေတယ်ဒီ view ဆိုအရန်လှတယ်ကွာနမပြမယ်လုံးဝကြီးဒီတဝိုက်လုံးကြီးရတယ်အကျယ်ကြီးပဲမန္တလေးမြို့ကြီးကိုကြီးမြင်နေရနမတို့ချက်ချမ်းဖွင့်ပြမယ်နော်ဒီမှာမန္တလေးတောင်ပေါ်ဒါ view ကဒီမှာအကုန်မဟုတ်သေးဘူးဟိုမှာနမပြဟိုဘက်မှာရှိသေးတယ်ဖွင့်ပြလိုက်ပါအကျယ်ကြီးပဲအဲ့ဒါတဝိုင်လုံးမှန်အရန်မိုက်တယ်ဒါမန္တလေးမြို့ကြီးပေါ့နော်ဒီကတော့အလဲမှာခံနေရပေါ့တခန်းလုံးအဲ့ဒီတဝိုင်လုံးမှန်ရန်မိုက်မားတော့အိယာပေါ့နော်အိယာတော့နေပွားမာတခန်းလုံးမှန်ရန်မိုက်ကျူကျူတို့ကြက်ကြက်တို့အရာကြက်မလေးအဲ့နှခမ်းနေရလေမာပီတာလက်ဆောင်ပို့တာအဲ့ဒါသူ့မှာဆိုတာမှန်နဲ့ထိပါဟယ်လိုဒါကတော့မမီပါဆရာမဆရာမတယောက်နဲ့မိသားစုတယောက်ရတယ်လို့ပဲကွယ်ကဲဒီမှာတွေ့လားမန္တလေးမြို့ကြီးဝိုက်နေအောင်ပြချင်တယ်โอเคအခုနမတို့နမတို့မန္တလေးဟိုပါဟိုတယ်နေထွက်တော့မယ် let's go ကဲအခုမန္တလေးတောင်ပေါ်သွားနေပါတယ်အခုရှေးမီပွိုင်းရောက်ရင်ညာချိုးပါလို့လမ်းညွှန်လိုက်ပါတယ်ညာချိုးဒီတက်သွားရင်မန္တလေးတောင်ပေါ်ရောက်ပါတယ်တဲ့ကျူခင်းလာတယ်သိလားပူနေကြပြီမလားနောက်မှမထိုင်ကြည့်ကြအောင်ဒါလေးမျက်မှန်ရောမြင်နေရတယ်တွေ့လားဒီမှာကျုံကြီးပါရှင်ရှေ့မှာတွေ့လားဟုတ်ကျုံကြီးကိုသွားမှာပြီးသွားမေမေရှင်းပြခဲ့တယ်လေမေမေတို့နိုင်ငံကိုအရင်တော့အုပ်ချုပ်ခဲ့တဲ့ဘရင်နေဆိုတာနေလို့ရှိရင်သူတို့နေတဲ့နေရာနန်းတော်လို့ခေါ်တယ်ဒါတို့ palace ပေါ့ palace နန်းတော်မမီးဒီလား
โอเคအဲ့နန်းတော်ကြီးထဲမှာနေတာအထဲမှာပေါ့ဒါကတော့အဲ့ဒီနန်းတော်ကြီးကိုပတ်ပတ်လေကိုကာထားတဲ့တံတိုင်းကိုကျုံလို့ဟိုတံတိုင်းပေါ့တံတိုင်းရဲ့ဒီဘက်မှာရေလေးတွေရှိတယ်အဲကျုံခေါ်တာပေါ့ဒါကြီးတစ်ခုလုံးနိကဲဒီဘက်မှာကြည့်လို့ရတယ် ဟိုင်လာ ဟုတ်တယ် ဘယင်တက်ရောက်နေခဲ့တဲ့ ဘယင်တစ်ဆက်သေးတော့မဟုတ်ဘူးသားလေးဒီနန်းတော်မှာဘယင်ဘယ်နှဆက်နေခဲ့လဲမသိအဲ့ မလန်းနေရှောင်းနေတာပါလေဒီကဘိုးလည်းသွားလို့မရသေးဘူးအခုရကြည့်လိုက်ကြရှေ့အိုက်စားရအချီကျမနေမပြောပါဘူးဒီမှာလဲစားတယ်ကြည့်ဦးဟာကူနမေတို့ရောက်နေတာကတော့မန္တလေးတောင်ပေါ်မှာဘက်တစ်ချမ်းတော့ပြုတ်ပြေလုံနေတော့နမေတို့သွားလို့မရဘူးပေါ့နော်အဲ့တော့ဒီဘက်တစ်ချမ်း ဘာမှမလုပ်အဲ့ဒါမိုးရွာလေးခက်တဲ့ပါအမေရောက်လေပစ္စည်းမှပစ္စည်းလေးရတော့Mommy, I want to stay forever. အော်မန္တလေးနော်အေးမကျ so cool မဘောလုံးဝင်တာလေကျဘောလုံးဝင်တွေ့ဒီစင်မရမရီရွာလာလို့ကမန်ဂရန်ပြည်စင်ချာကြီးကြအာဝါစီဝါစီรูบีเลย รูบีเล็กอันนี้เป็นปลาเล่เร็ว อ๋อဒီလိုပဲထားမှာအေးဆက်တိုင်းဒီမှာလို့ပေါ့ ဒီလာဒီပါဦးကကြီးရဲ့ဒီလာဒီအောင်လေ ဟုတ်လား နော်မလေးလူလေးနေဒီနေ့လေးကြိုက်တာမဟုတ်လားလိုက်တာအရောက်လိုက်တာကြည့်လိုက်ပါဦး ဒါလေးတစ်ချက်ထားပါလက်သမီးလေးဖြစ်သွားပြီလက်သမီးလေးဖြစ်သွားပြီအခုစီ ဒါလေးကတိုးလို့ရသေးလား တူမ တို့လေးရပြီသူတို့နော် ခဏလေးပဲခဏလေးပဲ ဒါလေးနာတာတမီးကနာကျွတ်ချင် အစစ်လေး မှချတာပေးမယ် အော်ဒါလေးကြီးတော့ကြီးတယ်ဒါလေးချက်ပေးမယ်နော်ဘာလို့ မာဖနက်ကလေးမလေးဖနက်ကလေး ကြီးလာဆွေးလာဆွေးပဲပါဟုတ်တယ်ဒီမှာ
လေလုံးလေးနဲ့ဆိုတော့ပို့ကြည့် ဟုတ်တယ်လေတော့လေးလေးဝါ ဝါ ရပါပဲနော်လေ စိတ်ကြည့် မှန်ချင်တယ် အဲ့လိုမျိုးနော် ခေရပါပြီ တော့ဒီရမှာမိုးကုတ်ပြက်များအဲ့လိုမျိုး အနေနဲ့တော့ဒီကတင်းလာပိုက်တင်းလာပြေလို့ရလားရလုံးလေးမိတ်က လည်းမိသားစုလည်းမိသားစုဒီစီချမယ်ရှားလုံးလိုက်လျောညီထွေစာနေပေးထားရနော်မင်းသား သူကအဲ့လိုလေးသူကအရန်သဘောကောင်း อืม ချက်လေးရဲ့လာလိုက်တာ ကြောင်းရုပ်လေးကိုပထုံးမှတင်ထားတယ်ကွာဒါလေးရလေးအမချီလေးနဲ့ ပေးရတယ်နော် ချီလေးနဲ့တော့ ကြီးกว่า ဒီကိုခေါင်းဆောင်ကြီးစောင်းပေးပါတယ်ခင်ဗျာရှင်ဘီရင်ကိုခေါင်းဆောင်ကြီးစောင်းပေးပါတယ်ခင်ဗျာခေါင်းဆောင်နည်းနည်းချကြက်နေရနော်နည်းနည်းလေးထိန်ရမယ်ကလစ်နဲ့နော်ဒီလိုလေးနည်းနည်းချစားလက်ပတ်လေးကျန်သေးတယ် ဟောတော့ကလို့ စရောင်းလားစရောင်း ချီစနဲ့ပဲဝယ်ပါ အေးမနေ့ကကြရင်ချေစွန်းနေပဲဟုတ်တယ်ချေအင်းလေးနဲ့ပဲ ချောင်းလားမင်းသားလေးတက်တော်ကြီးနော်ပြရှင်ဒီမှာမထိုးထားပါတယ်ဟင်းသားလေးနော်ဒီဇိုင်နာသူဖန်တီးပါပဲပေါ့တကယ်ချင်းဟင်းသားနဲ့တကယ်ဟင်းသားနဲ့တော့ဟင်းသားကိုတော့ပေါ့ ကွက်ပါလားတာဒါအဲ့ဒါတထေးကြီးလာတယ် ခိုးထားတဲ့ဟာလေးကိုမအောင်လာဆင်မျက်နှာပါရှင် တမျိုးလုံးနဲ့တက်ပြီးဟုတ်လား ဒိတ်ရတိတ်ခွန်မရဘူးတစ်ဖက်ကတောင်းတော့မှအလို့မှတယ်သူညမြိုင်လေးတောင်းတော့မယ်လိတ်ကြဦး အဲ့ က ဒါမှကြောပါလေးပြရှိသေးတယ်ကြီးတယ်လေးပြရှိတာ ဝဲသူလိတ်ကြတကောင်ကိုတိတ်တရတောင်းမယ်ပြီးလို့ရှိရင်ခုနကောင်ဆိုတိတ်ခွန်ရတစ်ပတ်ပုံးနေတယ်အဲ့လိုမျိုးသူအဲ့လိုပြေခွင့် ဒီမှာလည်းတပွင့်စီလေး အဲ့လိုမျိုးနှင်းစီနဲ့တော့နှင်းစီနဲ့လိတ်ကြနဲ့ရေတော့နဲ့သူတောင်းမယ်လေ ဟုတ်တယ်နော်ဟုတ်တယ်ဟုတ်ဒီလိုမျိုး နောင်လည်းမှာဟိုဟာလေးကိုလိုကြီးကိုပြောတာ ညီညွတ်ညွတ် အတိကပ်ပေးထားတာဆွေစင်20သားမှာအတိကပ်ပေးထားတယ်အဲ့လိုမျိုး ဒါပိုးစင်ပေါင်ဆက် ဘုစင်ပါဆက်ခိုးထား တမျိုးလုံးတကူပဲလား ဟဲ့လေလာလိုက်တာလူမပဲတကယ်အလူမကျမလည်းကြောက်ကျမအလူမပါ တကယ်လည်းကြောက်ရပါ ဒါလေးတွေကဘယ်လို28ရက်တိရှိတယ် ကြည်စင်လာ အမအတွဲကိုကြည့်လိုက်အောင်မအတွဲကိုကြည့်လိုက်အောင်တွေ့လားအမတော့ပြန်မြင်နေရပြီဒီဇိုင်နာတွေ့လားအဲထဲမှာ စွာနေတာ โอเคအဲ့ဆိုရင်ဝစ်စုံလဲကော်ဖန်ရာလုံးပြည့်စုံပါလေ ရမ်းကြိုက်တယ် လက်ရကောင်းဆုံးဖန်တီးကြပါ ရောင်း လေ အသွေး အဲ့လိုမျိုးပေါ့နော်ဒီဝစ်စုံလေးရဲ့ idea တော့အဲ့လိုပေါ့နော်လိပ်ပြလေးကိုသူဘာလို့ဖန်တီးလဲဆိုတော့မမေကအဲ့လိုနှင်းစီပွင့်ကြီးလိုမျိုးနဲ့တာသမီလေးတွေကအဲ့လိုလိပ်ပြလေးတွေအနေနဲ့မမေရဲ့စီမှာလာရောက်ပြန်တန်းပြီးအနာယူကြမဲ့ဟာလေးဒီဇိုင်နာဖန်တီးထားတာဖြစ်ပါတယ်ဒါပေမဲ့အဲ့လိုဒီဇိုင်နာက ရှက်လို့ ဆက်လို့သူမပြောရဲလို့ပြောနေတယ် ဟယ်လိုဒီနေ့လေးကတော့နမတို့ photo shooting လေးလေးပါဒီနေ့ကတော့ထူးထူးခြားခြားဖြစ်ပါတယ်ဘာဖြစ်လို့လဲနမတို့အခုမန္တလေးကိုလာရိုက်တယ်အဲ့ဒါအပြင်ကြက်ကြက်နဲ့ဂျူဂျူလေးလည်းပါလာပြီးတော့နမတို့ကဒီနေ့ရှင်ပြုတ်အလှပုံစံမျိုးလေးရိုက်ကြမှာပါအဲကြောင့်မလို့ကြက်ကြက်နဲ့ဂျူဂျူလေးကိုလည်းပုံမှန်မြင်နေကြမှုတဲ့ပုံစံလေးလည်းမြင်ရမယ်နမတို့ဒီနေ့ရိုက်တာကတော့ဒီဇိုင်နာမတ်ဆွေစင်လင်းဟန်ရဲ့ဝတ်စုံလေးတွေရဲ့ကြော်ညာအတွက်ရိုက်ကြမယ်တော့နမတို့ဒီနေ့ကတော့အခု make up လိမ့်ပေးထားတာကတော့အမရာမောင်ပါphoto ရိုက်ပေးမှာတော့အောင်ကျော်ထွန်းတော့ stylist ကတော့ပူတူပါအဲ့တော့ဒီနေ့ကတော့တာမီတွေကိုထူးထူးခြားခြားပုံစံလေးမြင်ရမှာပါအဲ့အတွက် video လေးဆက်ကြည့်ပေးနော်ကဲအခုနမတို့က shooting နေရာရောက်ပါပြီဒီနေ့ရိုက်မဲ့နေရာလေးကတော့မန္တလေးကဘားကြီးအကြောင်းတိုက်ပါဒီကျောင်းတိုက်ကြီးကတော့တကယ်ကိုမြမလက်ရာတွေနဲ့လှလှပပကျောင်းကြီးပေါ့နော်အဲ့တော့ဒီနေ့မှာနမတို့အထူးပုံစံလေးနဲ့ဘယ်လိုပုံလှလှလေးရိုက်လဲဆိုတော့ဒီသွားရိုက်ကြမယ်နော် let's go hello မိတ်ကပ်ကြောက်ကင်ပြီးရှော့ရင် ဘာမိတ်ကမပြောခင်အမှန်ပဲ သူသားရိုက်ခွဲနေပါလေ ခွဲနေပါဘူး
ပေါ့နော်။မာဒီနေ့ stylist ပုတူပါ။ဟောပုတူလိုက်ရှာနေရ။ကင်မရာပျောက်သွား။မင်္ဂလာပါ။မင်္ဂလာပါ။ Hello တဲ့ videographer ကြီးပါရှင်။ကိုရဲမင်း။မာပါဒီနေ့ဖွဲ့ရအများကြီးဟယ်လိုလာလာလေးချွတ်ချွတ်လေးချွတ်လေးတွေများရဲ့ဒီနေ့ကတော့ပစ္စည်းတွေလည်းအစုံအလင်း ဘယ်ကိုလျှော့တာ လာလေလာလာလာ ဒါလည်းတို့ဒီနေ့ရိုက်မဲ့ဟာပေါ့နော်ကင်မရာပါလို့ဩဒါဓာတ်ပုံ ဒီဘက်ချမ်းဆိုင် အမလေးရှင်လောင်းတယောက်ဟိုမှာနားသားတယောက် နှလုံးလေးရောသမီးရပေသွားလိမ့်မယ်တီတီကြိုင်လိမ့်မယ်နော် မားငယ်ကလေးထိန်နေပါပြီအပြိုကြီးတွေလည်း ဟုတ်လား ဒီစင်ဒီစင်เดี๋ยวตรงนี้ผมไปทำเลย ခေါင်းစီးတယ်ကွာ1 2 3 လေးစီတီလေးကတော့မှတ်တိတာပါပဲဒီဆက်လေးကမောင်ရင်လောင်းလေးပေါ့နော်နေရတော့တင်ငယ်လေးပိုက်ပြီးပါပေါ့မှတ်တိတော့လိုက်ရောယူပြတာလေ